ဒီပစင်းကောင်းလေးကတော့နည်းလှုပ်ရှုပ်တယ်ပေါ့နော်သူ့ကိုကြတော့ဘယ်ဘက်ကိုကျိုးတူလေးပဲထားပြရမယ်ညာဘက်လက်ကလေးကနေပဲခွင်းလေးတွေကိုအလိုက်တင်လေးတွေခွေဝါးပေးရမှာပေါ့နော်ညာဘက်လက်တစ်ခုတည်းကိုပဲလှုပ်သွားမှာပေါ့နော်ညာဘက်လက်ကနေပဲဒီခွင်းလေးနှစ်ခုကိုဖြစ်အောင်လုပ်မယ်ပေါ့နော်ပြီးလို့ရှိရင်ဘယ်ဘက်ကခွင်းလေးကိုညာဘက်ခွင်းလေးတဲ့ကိုဆွဲထုတ်မယ်ပေါ့အခုလိုပုံစံမျိုးလေးရသွားပြီဆိုလို့ရှိရင်ဘယ်ဘက်ကကျိုးတူလေးကိုအဲ့ထွက်နေတဲ့ခွင်းလေးတဲ့ကိုပြန်ပြီးတော့ထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးသွားလို့ရှိရင်လက်မလေးကိုခဏလောက်ဖယ်လိုက်ပေါ့နော်ဖယ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးကြည့်အဲ့မှာအလဲမှာအပေါက်ကလေးရှိတယ်အပေါက်ကလေးကိုမသိလို့ရှိရင်နည်းနည်းလေးအမှတ်သားလေးတစ်ခုနည်းနည်းလေးချက်ကြည့်လိုက်ပေါ့နော်အမှပြီးသွားလို့ရှိရင်ဒီထိတ်ကလေးကိုခဏလောက်အမှတ်ကလေးပြူထားခဲ့ပေါ့နော်ပင်ရကလေးပဲဖြစ်ဖြစ်ထိုးပြီးခဏမှတ်ထားခဲ့လိုက်ဒီလိုနေထားလေးရသွားပြီဆိုလို့ရှိရင်ကျိုးလေးတို့ဖြည်းဖြည်းလေးခဏလေးနည်းနည်းလေးချင်းနောက်ပုံစံလေးပေါ်အောင်ပေါ့နော်နည်းနည်းလေးခဏလေးဆွဲပေးလိုက်ရော့နေတဲ့ကျိုးလေးတွေကိုဆွဲထုတ်မှာပေါ့နော်ဒီလိုအနေထားလေးရလာပြီအခုအမစွနအလဲပေါက်လေးကိုတေချာမြင်ရပြီအလဲပေါက်လေးတဲ့ကိုတေချာမြင်ရပြီဆိုလို့ရှိရင်အဲ့အလဲအပေါက်လေးထဲကိုကြံနေတဲ့ကျိုးစားလေးတွေကိုခောက်ထည့်မှာပေါ့နော်ဒီအလဲပေါက်လေးတဲ့ကိုအရင်ဆုံးကျိုးတူလေးကိုအရင်ပြန်ခောက်ထည့်မယ်ပေါ့နော်ဒီအပေါက်ကလေးတွေဒီတစ်ပေါက်ထဲမှာပဲကျိုးနှစ်စလုံးထည့်ရမှာပေါ့နော်ညာဘက်ကကျိုးလေးကိုအရင်ခောက်ထည့်လိုက်တယ်ပြီးသွားလို့ရှိရင်ဘယ်ဘက်မှာရှိနေတဲ့ကျိုးရှည်လေးကိုလည်းအဲ့အပေါက်ကလေးထဲမှာပဲပြန်ထည့်မယ်ပေါ့နော်ကျိုးစားနှစ်ခုလုံးကတစ်ပေါက်ထဲမှာအတူတူထွက်နေတဲ့ပုံစံလေးပဲဖြစ်ရပါမယ်နော်ပြီးသွားလို့ရှိရင်ရွှေတို့ကဒီပေါ့နော်ရော့တိရော်ရဲဖြစ်နေကျိုးလေးတွေအကုန်လုံးအလိုက်တင်လေးတင်းတင်းလေးပေါ့နော်ပစင်းကောင်းပုံစံကြစ်ကြစ်လေးလေးဖြစ်သွားအောင်လို့ကျိုးလေးတွေကိုအလိုက်တင်လေးဆွဲသွားပေးရမယ်ပေါ့နော်အခုထောင်နေတဲ့ဒီဂွင်းလေးကကြတော့ရွှေတို့စွနာပင်ရကလေးထိုးခဲ့တဲ့ဟာလေးပေါ့နော်အဲ့ပင်ရထိုးခဲ့တဲ့ဂွင်းနေရာလေးမင်းနေရာလေးပေါ့နော်ပြီးသွားလို့ရှိရင်ကျန်တဲ့နေရာလေးတွေကိုရွှေတို့အလိုက်တင်လေးတွေပေါ့နော်ကြစ်ကြစ်လေးဖြစ်သွားအောင်ကျိုးရောနေရာလေးတွေကိုကြစ်ကြစ်လေးပြီးအောင်ရှော့ပြီးတော့တွဲအိုးပေါ့နော်ဆွဲထုတ်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဖြည်းဖြည်းချင်းကိုလိုချင်တဲ့အလုံးထဲလေးပုံစံရလာဖြည်းဖြည်းချင်းပဲကျိုးလေးတွေကိုညှိပြီးတော့ပေါ့နော်အဲ့လိုမျိုးဆွဲထုတ်သွားပေးရမယ်ပေါ့နောက်ဆုံးပိတ်မှာတော့ရွှေလိုချင်တဲ့ပစင်းကောင်းလေးရသွားပါပြီပေါ့နော်ဒီပစင်းကောင်းလေးကလေးနည်းနည်းတော့အချိန်ပေးရတယ်ဒီလားလှတယ်ချိန်လဲပေးရတယ်ပြီးတော့လဲကိုယ့်ကိုယ်တော့သဘောကြီးကြာနေတာပေါ့လေပြီးတော့ရွှေရလဲအရင်ကျွမ်းကျင်နေလို့တော့မဟုတ်ဘူးပေါ့နော်ကိုလေးကျင့်နေနဲ့အဆင်ပြေတာတဲ့ဗီဒီယိုလေးကြံပြီးရိုက်ပြီးတော့ပေါ့နော်ကြံပြီး sharing လေးပြန်လုပ်ပေးတဲ့သဘောပါလို့လိုချက်လေးရှိသွားလို့ရှင်နဲ့နားနဲ့ပြပါရှင်ကျေးဇူးပါ